ဂျေစစ်မှာမျက်ခုံးပုံထိုးတဲ့အခါမှာတော့နောက်ဆုံးပေါ်နည်းပညာကိုအသုံးပြုပြီးတော့မှဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်ရှင်အရင်ကနဲ့မတူပဲဘာတွေကွာခြားသွားလဲဆိုလို့ရှိရင်တော့အသုံးပြုတဲ့စက်ရည်အက်ရည်ဆေးရည်နဲ့ထိုးတဲ့နည်းပညာတွေကွာခြားသွားတာဖြစ်ပါတယ်ရှင်နောက်ဆုံးပေါ်နည်းပညာရဲ့အသာချက်ကတော့ထိုးလိုက်တဲ့အရည်ပြားမှာဒဏ်ရာအပြစ်အနာစာနေတာရဲ့ခဲဆွဲထားသလိုတဘာဝပူဆန်လာတာရဲ့ဖြစ်ပါတယ်ရှင်မျက်ခုံးတက်တူတစ်ခါထိုးထားရင်အရည်ပြားအမျိုးအစားပေါ်မူတည်ပြီး2နှစ်ကနေ3နှစ်ခံလာဖြစ်တဲ့အတွက်ကြောင့်နားလည်တက်ကြွနဲ့ artist များနဲ့သာပြုလုပ်ပုံဖော်တင်ပါတယ်ရှင်အခုလာမယ့် January 31ရက်နေ့နဲ့ February 1ရက်နေ့2ရက်နေ့တို့မှာတွန်တေးမြို့ကိုလာမှာဖြစ်တဲ့အတွက်ကြောင့်တွန်တေးကအမျိုးများကြိုတင်ဘုကင်ယူလို့ရပါပြီရှင်အခုထိုးနေတဲ့ဧည့်သည်လေးပြီးသွားတဲ့အခါမှာတော့ဒီလိုမျက်ခုံးလေးကိုရရှိသွားပါပြီရှင်တွန်တေးကအမျိုးများအတွက်အထူးစီစဉ်တစ်ခုအနေနဲ့ TikTok မှာ trendy ဖြစ်နေတဲ့တချင်းနှစ်ပုတ်ကိုဂျေစစ်နဲ့အတူတူလိုက်ပြီးတော့မှ trendy join မယ်ဆိုလို့ရှိရင်20%လျှော့ဈေးကိုရရှိမှာဖြစ်ပါတယ်ရှင်ပြုလုပ်နိုင်တဲ့ဝန်ဆောင်မှုတွေကတော့ eyeliner ထိုးတာနှာခမ်းအယောင်သွင်းတာနဲ့နှာခမ်းသားညိုတာကိုအညိုဖြောက်တဲ့ဝန်ဆောင်မှုတွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်ရှင်ဒါအပြင်မျက်ခုံးအနေနဲ့ဆိုလို့ရှိရင်နောက်ဆုံးပေါ် hair style နည်းပညာနဲ့ပြီးသွားရင်တော့ဟိုးရင်ကလေးကပေါ်ခဲ့တဲ့အရှိအမြင်နောက်မုံထိုးတဲ့ micro shading ဆိုတဲ့နည်းပညာရဲ့ ombre shading လို့ခေါ်တဲ့မျက်ခုံးအမြင်နည်းပညာကိုစိတ်ကြိုက်ပုံဖော်နိုင်ပြီး TikTok trend ပုတ်ကို join ရင်းနဲ့20%လျှော့ဈေးပိုကင်ကိုမြန်မြန်ယူလိုက်ပါနော်